ငါကြီးအဲ့လိုတွေးကြဆိုတော့ငါတို့ကဘတော်တယ်မမျိုးမင်းသွားပြအဲ့ကောင်မင်းသွားပြသွားသွားဘူးတော့ပြောမသိဘူးအဲ့ငါရတောင်းဆိုရင်တင်းမမျိုးလို့ပြောသွားသွားထိုက်တော့ဟဲ့အတိတ်ဆိုအဲ့ဒါဆိုပိတ်ချင်လို့ပိတ်ထားတာကွာဖျက်ပေါ်တော့အောက်တောင်ပိုင်းသွားမလို့လမ်းပဲဟဲ့ငါရွာမြောက်ပိုင်းသွားမှာကွာပြီးမလားပဲရောက်နေလက်ပြထွက်တဲ့နေကိုမြင်ကျင်တယ်ဆိုရင်နောက်ဆုံးလိုက်ဟဲ့ကနှာခေါင်းလေးလုံးဟမ်ဖားတူလို့ခေကိုမင်းအိမ်ပြည့်ရုံရှိတော့မှာဘောကွာအခုဆောက်လိုက်စမ်းငါရှစ်တက်တယ်နော်ကဲပါကွာဟဲ့မင်းတို့တယောက်တော့ဖယ်ပေးကြကွာဒီမှာဆရာတော်ကြောင့်သုံးတော့ဖို့မလို့ကွာဆရာသုံးတော့ကြလိမ့်မယ်ဟဲ့ဒီမှာငါတို့ကနောက်ကိုပြန်လဲဖို့ဆိုရင်ကိုနောက်စီကိုတော့ကိုပြန်မကြည့်ဘူးမင်းသဘောပေါက်လားဒါကြော်တို့ကလည်းရှေ့တိုးပြီးပြီဆိုရင်တဝေထိုးကရှစ်ပြင်းဖြစ်သွားလိမ့်မယ်ဖောက်တော့ဘယ်တော့မှမဖြစ်ဘူးကဲပါကွာမင်းတို့ကလည်းအရော်ထဲဒီထဲတော့တငယ်ချင်းတွေပဲဟဲ့စီစီလုံးကြည့်ခင်နေမှာကွာဟဲ့မင်းဘာမှမိချောင်းမျိုးရေကင်းလာမှမပြနဲ့နော်မင်းကပဲတော့ကြာစားရက်သွားမယ်နော်မင်းနားရလားရောက်ဒီစားကြည့်ရလားမင်းတို့အဲ့လိုလားဟေးကောင်းပြီမင်းတို့အဲ့လိုလားဟာဘာကောင်လဲဆိုမင်းတို့သိလားမင်းတို့ကမဖယ်ဘူးနော်ဖယ်ဘူးကွာဖယ်ဘူးငါတစ်ကနေ3ထိရှိမယ်ချိန်ပေးတဲ့သဘောပေါ့တစ်ကနေ3ရီပြီးတော့မင်းတို့မဖယ်ဘူးဆိုဘာဖြစ်သွားလဲဆိုသိလားသိဘူးမင်းရသိလားရဟုတ်ပြီစရီပြီနော်တစ်ကနေ3ရီပဲချိန်ရမယ်မင်းတို့တစ်နေတော့ငါတော့မှမလာဝါရောက်နေဒီသွင်းကြဆရာတော်စီမရောက်ရင်တကြီးကငါရိုက်မှာကွာမင်းတို့ဖယ်ပေးကြပါကွာလောက်ကြပါမင်းကပြောပြီးပဲနော်ငါတို့ကဘလို့မပြန်မလဲနိုင်ဘူးမငါကြီးအဲ့လိုတွေးကြဆိုတော့ငါတို့ကဘတော်တယ်မမျိုးမင်းသွားပြအဲ့ကောင်မင်းသွားပြသွားသွားကိုလည်းခွေးပြီးတော့တည်းပြန်မမျိုးဘူးတော့ပြောမသိဘူးလို့ပြောတာအဲ့ဒါကိုလည်းဘူးပြုံးပြီးဒီကောင်လည်းဒီလိုလားအဲ့ငါရတောင်းဆိုရင်တင်းမမျိုးလို့ပြောသွားသွားတောင်းဆိုရင်တောင်းဆိုရင်တင်းမမျိုးလေဟဲ့တော့ဟဲ့လေလေကိုရဟဲ့ကိုဟဲ့အတိတ်ဆိုပြောသွားဘူးသွားသွားဟာတော့တေးဆိုတက်တယ်ဟာအဲ့ဒါဆိုပိတ်ချင်လို့ပိတ်ထားတာကွာဟာပဲအဲ့တိုင်းဆိုပိတ်ချင်လည်းပိတ်တော့ကွာငါလည်းဒီနေရာမှာလည်းအိတ်တော့မယ်ဆရာတော်သုံးစားတယ်ပြက်လာပြီပြီးတော့ပိတ်ချင်တော့ပိတ်တော့ဟုတ်လေပါလိုက်ဆရာတော်ဘုရားဆုံးမစားတာဘသူကြောင့်လဲပြောစမ်းတော့ဟာဒီနှစ်ကောင်သလုံးဒီနှစ်ဖွဲ့သလုံးကြောင့်ဒီကောင်လေးလမ်းမှာပိတ်ထားလို့ကျုပ်ဆရာတော်ကြောင့်လည်းမရောက်ခဲ့ရအောင်အဲ့ဒါကြောင့်မို့ဆရာတော်ဆုံးမစားတာဒီနှစ်ကောင်ကြောင့်အဓိကဒီကျောင်းတို့ကလမ်းကိုပိတ်ချင်လို့ပိတ်တာမဟုတ်ဘူးဒီကောင်လေးညစ်ပတ်လို့ပိတ်တာဟုတ်တယ်မင်းစကားကြည့်ပြောအဲ့လမ်းမှာမင်းတို့တဲ့ငါခြေတလန်းတာတယ်ဟုတ်တယ်ဟုတ်ပါကဘာချင်နေတာပါဟမ်ကျွန်တော်တို့အရေးသားတကြီးကျွန်တော်တို့ကအရက်ရှည်ဒီကောင်လေးလူစင်မမြူးလေအရေးသားပါဘောသူကခေါင်းမှာဖော်ပါတာပဲအများကြီးကျွန်တော်ကနာရပြားတာပြီဟုတ်တယ်အကောင်နေတော်ကြသားကွာတောင်နဲ့မြောက်သွားတဲ့လမ်းလေးပေါ်မှာတော့မင်းတို့တွေသိမြောင်မနေနိုင်ကြဘူးလားဟုတ်လားဟမ်ဒီလိုပါကြီးကျောင်းတို့ကလမ်းကိုပိတ်ချင်လို့ပိတ်တာမဟုတ်ပါဘူးဒီကောင်ဩဘာရဲ့ကြက်မကိစ္စကိုမကျင်တယ်လို့ကျောင်းတို့ကလမ်းကိုတမင်ပိတ်တာတဲ့ကျောင်းလည်းဒီတိုင်းပဲရောက်နေမင်းတို့ကသူဖြစ်တဲ့ကိစ္စလေးဘာလို့ငါ့ကိုစွဲထည့်တာတော့ငါလည်းမဆိုင်ဘူးလေကွာဩဘာမင်းအမှန်တိုင်းကားကိုရှောက်တင်တာမမတကြီး